အားလုံးပဲမင်္ဂလာပါဒါကာယုံမို့စိုက်ပြောချင်ပါနော်ကျွန်တော်ဒီကာယုံမို့စိုက်မယ်ဆိုရင်မြေကြီးကိုအရင်ဆုံးစိုက်မဲ့ပေါင်လေးထားကိုရင်ဆွဲပါတယ်နော်ကျွန်တော်ပြီးရင်2လမှလောက်ဒူးပါတယ်မြေကြီးတွေကိုပြီးရင်ကျွန်တော်နွားချီထည့်ပါတယ်ပေါ့နော်နွားချီပြီးရင်နွားချီကရမ်း6တက်ကျွန်တော်နွားချီကိုရေးဖြန်းလိုက်ပါတယ်ရေးဖြန်းပြီးလို့ရှိရင်ကျွန်တော်တို့နွားချီပေါ်မှာချက်ဆက်ကိုတင်ပါတယ်ပေါ့နော်ဒါကတော့ကျွန်တော်ပြီးလိုက်မြေဆက်ကိုသုံးထားပါဈေးသက်တောင်းလို့ပါချက်ဆက်ကိုပေါ်နေမှာကျွန်တော်တို့ပုံမျိုးတုတ်တွေကိုပုံမျိုးစိတ်တွေကိုခြေမှောက်ပါမယ်တောင်းနဲ့ထည့်ပြီးခြေမှောက်ပြီးရတဲ့ဖွင့်တုနဲ့ရောပါမယ်ဖွင့်တုနဲ့ရောပြီးနေပါမယ်ပြီးရင်ချက်ဆက်ကိုပေါ်မှာပုံမျိုးစိတ်တွေကျဲပါမယ်ပြီးတော့လည်းကျွန်တော်တို့အပေါ်ကနေနွားချီကိုပြန်ဖုံးပါတယ်ဒါကတော့ဒီပေါင်လေးကတော့ပြီးတော့ရေဖြန်းပါတော့เนาะဒီပေါင်လေးက3ပေ6ပေပေါင်လေးပါပြီးရင်ကျွန်တော်တို့ဒီဆောင်းအသီးဖြစ်တဲ့ကြောင့်မို့ကက်အုပ်ပေါ့เนาะအပူချိန်ရအောင်အတွက်ကျွန်တော်ကက်အုပ်လုပ်ပါတယ်ပြီးတော့ကျွန်တော်ခေါင်ကိုင်းတင်ပါမယ်ဒါဆိုကိုင်းတွေလုပ်ပြီးတော့ပါပြီပြီးရင်လည်းကျွန်တော်ပလတ်စတစ်အကြည်လေးအုပ်ပါမယ်ပလတ်စတစ်ကြီးအုပ်ပြီးရတဲ့ပလတ်စတစ်အကြည်ပေါ်ကနေမှကျွန်တော်တို့တက်ကယ်လင်းအောင်ကောက်ဝင်အောင်အုပ်ပေးပါမယ်ဒါဆိုရင်တော့ခေါ်ရုံကိုစိုက်ပျိုးနေပြီးပါပြီဒါကတော့အခြေခံလေးပါเนาะ